မိမင်းတိရွှေဘိုဤမြန်မာပြည်အထက်ဆွန်စားခန်းတခါကမိမင်းဆိုတော့ကောင်လေးတစ်ယောက်ရှိသည်သူသည်သူ၏အဖိုးအိမ်ရှိတစ်တာဟောင်းကြီးထဲတွင်လက်ပတော့ရွှေရာဆက်ကူခဲလေးတစ်ကောင်ကိုတွေ့ရှိခဲ့သည်ထိုဆက်ကူခဲလေးမှနေရောက်အောက်တွင်တားလက်တောက်ပနေပြီးအလွတ်ထူးခြားလာသည်မိမင်းသည်ထိုခက်ကလေးကိုလက်ထဲတွင်အသာအရကန်ထားရင်းအံ့ဩနေမိသည်ရုတ်တရက်ဆိုသလိုဆက်ကူခဲလေးသည်အတောင်ပိုင်းများခတ်လာပြီးတက်ဝဲလှုပ်ရှားလာသည်မင်္ဂလာပါမင်းမင်းမနာမည်ကရွှေဘိုးပါဟူခက်ကလေးကချိုသားစွာပြောလိုက်သည်မင်းမင်းသည်အလွန်ဝမ်းသာသွားပြီးမင်းကစကားပြောတတ်တာလားရွှေဘိုးဟူမေးလိုက်သည်ရွှေဘိုးကငါကမင်းကိုမြန်မာပြည်ရဲ့တပတင်နေရာတွေကိုလိုက်ပြမလို့ပါဟူပြန်ပြောလေသည်ရွှေဘိုးသည်မင်းမင်းကိုပကံမြို့ဟောင်းစီသို့ဥစွာခေါ်ဆောင်သွားသည်သူတို့သည်ကောက်ကင်ရန်ထက်တွင်ပြန်သန်းနေကြသည်မင်းမင်းသည်အောက်တွင်ရှိသောရှေးဟောင်းပူရာပထိုးပေါင်းများစွာတင်လက်ပသောမိဘုံပြန်ကြီးများကိုကြည့်ပြီးအလော့အံ့ဩနေသည်ဟိုးမှကြည့်ပါဦးပကံကအရန်ကြတာပဲဟူမင်းမင်းကအော်ပြောလိုက်သည်သူတို့သည်မြေပြင်ပေါ်သို့ခိတဆင်းသက်လိုက်ကြသည်ရွှေဘိုးကပကံရှိအုတ်ခဲနီနီများဖြင့်တိဆောက်ထားသောပူရာများအကြောင်းရှင်းပြသည်ဒီပူရာတွေကလွန်ခဲ့တဲ့တစ်ပေါင်းများစွာကတည်းကရှိခဲ့တာမင်းမင်းရဲ့ဒါတွေကငါတို့ရဲ့တန်ဖိုးရှိတဲ့အမွေအနှစ်တွေပေါ်ဟူရွှေဘိုးကတင်ပေးသည်မင်းမင်းသည်ရှင်းဟောင်းနံရံဆေးရည်ပကြီးများကိုစိတ်ဝင်စားလေ့လာနေသည်ထို့နောက်သူတို့သည်ရှားပြည်နယ်ရှိအင်းလေးကန်သို့ဆက်လက်ထွက်ခွာလာခဲ့ကြသည်ရွှေဘိုးသည်မင်းမင်းအားတည်တော်နေသောဦးသားချင်းမိတ်ဆက်ပေးလိုက်သည်ဦးသားသည်အင်းသားလူမျိုးဖြစ်ပြီးလေကိုခြေတောက်တစ်ဖက်ဖြင့်ထူးခြားစွာတော့ခန့်နေသည်ဒါကတော့အင်းလေးကန်ရဲ့ထူးခြားတဲ့ရိုးရာတည်တော်နီးပေါ်ဟူရွှေဘိုးကပြောပြသည်မင်းမင်းသည်ဦးသား၏ရေပေါ်တွင်လိုက်ပါရေပေါ်တွင်စိုက်ပျိုးထားသောကျုံမျိုးစိုက်ခင်းများကိုကြည့်ရှုနေသည်ရေပေါ်မှဟင်းသီးရွက်တွေစိုက်လို့ရတာတကယ်အံ့ဩဖို့ကောင်းတယ်ဟူမင်းမင်းကပြောသည်ရွှေဘိုးသည်မင်းမင်း၏ပခုံးပေါ်တွင်နားနေရေထဲတွင်ကုခတ်နေသောငါးလေးများကိုငေးကြည့်နေသည်နေဝင်လူနီးချိန်တွင်သူတို့သည်ရန်ကုန်မြို့ရှိရွှေတကုံစေတီတော်မြတ်ကြီးသို့ရောက်ရှိလာကြသည်ရွှေတကုံပူရကြီးမှညနေခင်းနေရောက်အောက်တွင်ဝင်းဝင်းတောက်ကအလွတ်ကြီးညိုဖွယ်ကောင်းလာသည်ဒါကတော့ကဘာကျော်တဲ့ရွှေတကုံစီတီတော်ကြီးပေါ့မင်းမင်းဟူရွှေဘိုးကဂုံယူစွာပြောလိုက်သည်ဘူရပေါ်တွင်ပန်းရောင်းနေသောတော်စိန်ချင်းမင်းမင်းတွေ့ဆုံခဲ့သည်တော်စိန်သည်ပြုံးရွှင်သောမျက်နှာဖြင့်မင်းမင်းအားမွေးပြတ်သောအောက်တပြပန်းလေးများကိုပေးလိုက်သည်ဖားလေးလေးဒီပန်းလေးတွေ့တူလိုက်ပါဦးဟူတော်စိန်ကပြောသည်မင်းမင်းသည်စိတ်တလုံးအေးချမ်းစွာဖြင့်ပူရတွင်ပန်းလူသားလိုက်သည်မြန်မာပြည်ကတကယ်ကိုတပပြီးစိတ်ဝင်စားစရာကောင်းတာပဲနော်ဟူမင်းမင်းကညံ့နေခင်းနေမြင်းလေးကိုခန်းစားရင်းပြောလိုက်သည်ရွှေဘိုကဟုတ်တယ်မင်းမင်းငါတို့နိုင်ငံမှာလေးလာစရာတွေချစ်စရာကောင်းတဲ့ဒလိတွေအများကြီးရှိသေးတယ်ဟူပြန်ပြောသည်သူတို့တယောက်ဒီရွှေတကုံပူရထက်မှမြို့ပြအသားကိုငေးကြည့်နေကြသည်နောက်ဆုံးတွင်ရွှေဘိုသည်မင်းမင်းကိုအိမ်သို့ပြန်လဲပို့ဆောင်ပေးခဲ့သည်မင်းမင်းသည်ကတိန်ပေါ်တွင်လဲလျောင်းရင်းရင်းနှင့်တွေ့ကြုံခဲ့ရသောစွန့်စားခန်းများကိုပြန်လဲစဉ်းစားနေသည်ရွှေဘိုသည်ပြန်လဲငြိမ်သက်သွားပြီးလက်ပသောဆက်ကူခဲလေးအဖြစ်မင်းမင်း၏စပွဲပေါ်တွင်ပြန်ရောက်နေတော့သည်မင်းမင်းသည်ပျော်ရွှင်စွာဖြင့်အိတ်ဆက်အနားယူလိုက်ပါတော့သည်